Lucario, I choose you! Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pokidi Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသွားမယ် Pokemon အကြောင်းကတော့ Lucario Pokemon အကြောင်းပါ Lucario နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပြီးသိထားသမျှတွေကိုပြောပြသွားမှာမို့ဗီဒီယိုလေးကိုမြန်မြန်ပဲစလိုက်ရအောင်Lucario Pokemon ဆိုတာဘာလဲ Lucario Pokemon ဆိုတာ Pokemon fan တွေကြားမှာ Pikachu နဲ့ Charizard တို့လိုလူကြိုက်များဆုံး Pokemon တွေတဲ့တကောင်မှမတ်တဲ့ Lucario ကိုတွေ့ရတတ်တဲ့ဒေတာပထမဆုံးအရင်ပြောရမှာက Lucario Pokemon ဟာ Pokemon ကဘာထဲမှာရှားပါတဲ့ Pokemon စင်းထဲမှာပါဝင်နေပါတယ်ဆိုတော့ဒီစင်းထဲမှာ Lucario လည်းပါတာဆိုတော့သူ့ရဲ့ဒီပုံစံမပြောင်းခင်က Riolu Pokemon လည်းပါပါတယ်ဆက်ပြောရရင် Riolu နဲ့ Lucario ကိုတွေ့ရတတ်တဲ့ဒေတာကတော့စင်းတို့ဒေတာမှာတွေ့များတာပါနံပါတ်1 Lucario ကဘယ်လိုနေရာတွေမှာနေလဲRiolu ပါဝင် Lucario နေတဲ့နေရာကတောင်တန်းဒေသတွေကြောက်ဆောင်များတဲ့နေရာတွေ Aura စွမ်းအင်ပြင်းထန်တဲ့နေရာတွေနဲ့တိတ်ဆိတ်တဲ့သစ်တောတွေမှာစတဲ့ဒီလိုနေရာတွေမှာနေကြပါတယ်စကားမစံ Aura စွမ်းအင်ရှိတဲ့နေရာဆိုတာ Pokemon ကဘာထဲမှာတိတိကျကျတနေရာထဲမှာရှိနေတာမဟုတ်ပဲဇက်လန်းနဲ့ theory များအရဆက်ဆက်ဖော်ပြထားတာကစင်းတို့ဒေသရဲ့တောင်တန်းနဲ့ရှေးအောင်နေရာတွေမှာ Aura စွမ်းအင်ရှိနေတယ်လို့ဖော်ပြထားပါတယ်နံပါတ်3 Aura စွမ်းအင်အကြောင်း Aura စွမ်းအင်ဆိုတာ Lucario လို Pokemon တွေပဲခံစားနိုင်တဲ့စွမ်းအင်ပါ Aura စွမ်းအင်ကိုသုံးပြီး Lucario အနေနဲ့လူနဲ့ Pokemon ရဲ့စိတ်ခံစားချက်ကို Aura စွမ်းအင်နဲ့ဖတ်နိုင်ပါတယ်မမြင်ရတဲ့ရန်သူကိုလည်း Aura စွမ်းအင်နဲ့မြင်နိုင်ကြည့်နိုင်ပါတယ်နောက်ပြီးအဝေးကြီးကရန်သူရဲ့တီနီယာကိုလည်းခန့်မှန်းနိုင်ပါသေးတယ်ဒါရီဘဲလားဆိုတော့နောက်ထပ်ကြံပါသေးတယ်Lucario က Aura စွမ်းအင်ကိုစိတ်ထဲမှာစုစည်းပြီးလက်ထဲမှာစွမ်းအင်လုံးဖြစ်ပြောင်းနိုင်ပါတယ်အချင်းချုပ်ပြောရရင် Aura ဆိုတာစိတ်ခံစားချက်စွမ်းအင်တိုက်ခိုက်ရေးလက်နဲ့ဒီ၃ချက်ကိုပဲမှတ်ထားပါဒါပါပဲနံပါတ်၄ Lucario ရဲ့ Pokédex အချက်လက် Lucario က Pokemon type 18မျိုးရဲ့မှာ energy နှစ်ခုဖြစ်တဲ့ Fighting type နဲ့ Steel type နှစ်မျိုးကိုပိုင်ဆိုင်ထားတဲ့ Pokemon တစ်ကောင်မှာနောက်ပြီး Lucario ရဲ့ Pokédex စာရင်းနံပါတ်က448ကောင်မြောက်ဖြစ်ပြီးအမျိုးအစားကတော့ခွေးမျိုးစား Pokemon မှာဒီမျိုးစားနေရာမှာရှင်းပြရရင်ခေါင်းပုံစံကခွေးကောင်းနဲ့တူပြီးခေါင်းအုံပိုင်းကလူနဲ့ဆင်ပါတယ်ဘာလို့လဲဆိုခန္ဓာကိုယ်ကလူနဲ့တူပြီးခြေလက်စရာကြီးကြောက်မှာဆိုတော့အဓိကဖြစ်တဲ့ခွေးကိုပဲယူလိုက်တာပါအရက်မှာတော့1.2မီတာရှည်ပြီးလေးချိန်ကတော့54ကီလိုဂရမ်လေးပါတယ်နံပါတ်5 Lucario ရဲ့ဒီဇိုင်းရှေ့မှာပြောခဲ့သလိုခွေးကောင်းနဲ့လူခန္ဓာကိုယ်ကိုနေကြအထားပုံစံနဲ့ဆက်ထားတာပါဒီလောက်ပါပဲနံပါတ်6 Power and Attack Lucario ရဲ့အဓိက power က Aura power ဖြစ်ပြီးအခြေခံထားတာက Fighter Pokemon ကိုပါဆိုတော့ Lucario ရဲ့အထင်ရှားဆုံးတိုက်ကွက်တွေကနံပါတ်1 Close Combat နံပါတ်2 Meteor Mash နံပါတ်3 Flash Gun နံပါတ်4 H-Train Speed နံပါတ်5 Bone Rush နဲ့နံပါတ်6 Aura Spear တို့ပါဒီတိုက်ကွက်6ကွက်ကအဓိကသုံးများတာဖြစ်ပြီးဒီထဲမှာ Aura Spear က Lucario အဓိကသုံးတဲ့အကြိုက်ဆုံးနဲ့အကျန်းဆုံးတိုက်ကွက်အဖြစ်ထင်ရှားပါတယ်နံပါတ်9အာသာချက်အနေချက်အာသာချက်ကတော့ Fighting type နဲ့ Steel type မျိုးစားဖြစ်တဲ့အတွက်ကြောက်တုံးမျိုးစားနဲ့အမောင်မျိုးစား Pokemon တွေဆိုရင်ဥပမာ Golem နဲ့ Tyranitar လို Pokemon တွေဆိုရင်အာသာရဲ့အတွက်ပြတ်သက်လဲနိုင်တယ်လို့ပြတ်သက်မနိုင်ဘူးဆိုရင်တော့ကောင်းကောင်းရှင်းပြနိုင်ပါတယ်အားနည်းချက်ကတော့ Fighting type မျိုးစားနဲ့ Steel type မျိုးစားဖြစ်နေတဲ့အတွက်မီးနဲ့မြေကြီးမျိုးစား Pokemon တွေဆိုရင်ဥပမာ Charizard နဲ့ Ground Chomp တို့လို Pokemon တွေဆိုရင် Lucario အတွက်ခက်ခဲနဲ့ရှင်မြန်ရမှာပါပြီးတော့ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့လည်းထင်မိပါတယ်ဒီလိုလေးပါနံပါတ်8 Evolution Single ပြောင်းလဲခြင်း Lucario မှာ State 1နဲ့ State 2ပဲရှိပါတယ် State 1ဆင့်မှာတော့ရှေ့မှာပြောခဲ့တဲ့ Riolu ပါနောက်မှာတော့ Lucario ပါဒီမှာ Riolu Pokemon အနေနဲ့ Lucario ပုံစံပြောင်းမှုဆိုရင် Trainer ကိုယုံကြည်မှုပြေဝရှိရမယ်အတူတူတိုက်ပွဲတွေကြုံမှုရမယ်စိတ်ရင်းဆက်မှုအရင်မြင်ရမယ်ဒီ၃ချက်ပါပဲဒီ၃ချက်မပါရင်စင်ငယ်ပြောင်းလဲမှုကမဖြစ်နိုင်တဲ့လောက်ပါဒါပေမဲ့တခါလေရှင်နေပေါ်မူတည်ပြီးဥပမာရန်ရေးကြီးတဲ့တိုက်ပွဲတစ်ပွဲ trainer ကိုကာကွယ်ခြင်းနဲ့စိတ်ပြင်းထန်နေတဲ့အချိန် Aura ဆိုရင်အပြင်းထန်ပောက်ကွဲနေချိန်စတဲ့ဒီလိုခိုက်တက်တွေမှာ Riolu အနေနဲ့ Lucario ပုံစံတို့ပြောင်းသွားနိုင်ပါတယ်စ
လန်းထဲမှာတော့အကချွန်ရဲ့ဗီယိုလူကအရင်ခက်ခဲတဲ့ဘက်တရီကြုံရတယ်။ S ကိုကာကွယ်ခြင်းနဲ့စိတ်အရင်ပြင်းတယ်။နောက်ဆုံး Aura Energy ပောက်ကွဲပြီးလူကာရီယိုဖြစ်လာခဲ့တာပါ။နံပါတ်9လူကာရီယိုကိုဖန်နီစပြီးကြိုက်ခဲ့တဲ့အချိန်လူကာရီယိုကိုပထမဆုံးစတင်မိတ်ဆက်ခဲ့တာကစင်းလုံးမတိုင်ခင် Generation 4မထွက်သေးတဲ့အချိန် movie ထဲမှာပါ။ဒီ movie နာမည်က Lucario and the Mystery of Mew ဆိုတဲ့ဇာတ်ကားပါ။ဒီ movie ကတည်းကလူကာရီယိုပိုကီမွန်ကိုဖန်တွေသဘောကျကြိုက်နေတတ်ခဲ့တာကြောင့်ဒီ movie မှာစပြီးနာမည်ကြီးလာခဲ့တာပါ။နံပါတ်10ထူးခြားချက်နဲ့ legendary Pokemon တွေလို့နာမည်ကြီးခြင်းထူးခြားချက်ဆိုတာလူကာရီယိုက Pokemon တွေထဲမှာလူရဲ့စကားကိုနားလည်နိုင်တဲ့ Pokemon တစ်ကောင်လို့ဖော်ပြခံရတတ်ပါတယ်။နောက်တစ်ခုက Aura ကိုဖတ်နိုင်တဲ့အတွက် trainer ရဲ့စိတ်ခံစားချက်ကိုအခြား Pokemon တွေထက်ပိုနားလည်နိုင်တယ်လို့ theory ကဆိုထားပါတယ်။ပြီးတော့ legendary လို့နာမည်ကြီးခြင်းlegendary Pokemon မဟုတ်ပေမဲ့ legendary Pokemon တွေလို့နာမည်ကြီးပါတယ်။လူအများကလူကာရီယိုကို legendary Pokemon တွေကတစ်ကောင်လို့ထင်တတ်ကြပေမဲ့တကယ်တော့တာမန် Pokemon တစ်ကောင်ပါ။နောက်ပိုင်းမှာ Mega Evolution လို့ခေါ်တဲ့ Mega လူကာရီယိုဖြစ်သွားရင် Aura စွမ်းအင်တွေပိုပြင်းထန်လာပြီးအရန်ကျန်းလာတာကြောင့်အကချန်ရဲ့လူကာရီယိုဆို Pokemon World Champion အဆင့်ထိတိုက်နိုင်တဲ့အကျဉ်းဆုံး Pokemon တစ်ကောင်လို့သတ်မှတ်လို့ရပါတယ်။မဂါပုံစံဆိုတာဒီလိုလေးပါတော်တော်လေးကိုမိုက်ပြီးအထာလဲကျပါတယ်အထာကျအောင်ပဲလားဆိုတော့မဟုတ်ပါဘူးတော်တော်လဲကျန်းပါတယ်ကဲဒီလောက်ဆိုလူကာရီယိုအကြောင်းလဲသိလောက်ပြီးထင်ပါတယ်နောက်ဗီဒီယိုမှာတော့ချစ်စရာကောင်းတဲ့အထာရီယိုပိုကီမွန်အကြောင်းကိုပြောပြသွားမှာမို့ကျွန်တော်ရဲ့ Pokidi Channel လေးကို Subscribe လုပ်ထားဖို့နဲ့ TikTok မှာဆို Follow နှိပ်ထားခဲ့ဖို့အတိပေးချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်